လူကြီးတွေကနေမကောင်းဖြစ်ရင်ကြိတ်မိတ်နေလို့ရပေမဲ့ခလေးဆိုရင်တော့ပြုစုပေးရမှာပါတို့ရွယ်လေးနဲ့မလိုက်ဝေဒနာခံစားနေရတာကိုမိမိတို့လည်းကြည့်မနေနိုင်ပါဘူးဒါကြောင့်ညာရေးညတာဖြစ်ဖြစ်စေယုံစည်းကမ်းသွားဖို့မလွယ်မဲဖြစ်ဖြစ်မိမိတို့တွေအနေနဲ့ခလေးတွေအလွယ်သုံးနိုင်မဲ့အိမ်သုံးဆေးဝါးလေးတွေကိုပြပြပေးခြင်းပါတယ်ညီမတို့ဗီဒီယိုလေးမစခင်မှာ channel လေးကို subscribe လုပ်ရသေးရင် subscribe လုပ်ပြီးတော့ဘေးနား notification လေးလည်းနှိပ်ခဲ့ပေးပါအောင်ရှင်ပထမတစ်မျိုးကတော့ပါရာစီတမော့ပဲဖြစ်ပါတယ်။ခလေးဖျားနာခဲ့ရင်ပါရာစီတမော့ကိုတိုက်ပြီးလို့ရပါတယ်။အရေးအခဲစသဖြင့်မျိုးစုံရှိပါတယ်။တိုက်မယ်ဆိုရင်အညို့အရင်ဖတ်ပါနော်။ခလေးရက်ကိုလေးချိန်အသက်အဆရာတွေနဲ့တွက်ပြီးတော့ပေးရတာဖြစ်တယ်လို့စီးတစိတ်တစ်မျိုးနဲ့တစ်မျိုးကလည်းပြင်းအားချင်းမတူပါဘူး။ဥပမာ10မီလီမီတာမှာပါရာစီတမော့ဘယ်လောက်မီလီဂရမ်ဆိုတာကိုသေချာလေးရှာဖတ်ဖို့လိုအပ်ပါတယ်။နောက်တစ်မျိုးကတော့ antihistamine ပဲဖြစ်ပါတယ်။ loratadine တို့ cetirizine တို့ diphenhydramine တို့စတာတွေရေးထားတဲ့ဆေးတွေပဲဖြစ်ပါတယ်။ဓာတ်မတည့်တာကြောင့်နှာရည်ယူတာနှာစေးတာတွေအတွက်သုံးလို့ရပါတယ်။တချို့ဆေးတွေဆိုရင်အိမ်ငိုက်တက်ပါတယ်နော်။ခလေး2နှစ်အောက်မှာမသုံးရပါဘူး။ဆေးပမာဏကိုအညွှန်းဝမ်းတေချာလေးဖတ်ဖို့လိုအပ်ပါတယ်ရှင်။နောက်တစ်မျိုးကတော့ချွဲပျော်ဆေးနဲ့ချောင်းဆိုးပျောက်ဆေးတွေပဲဖြစ်ပါတယ်။တလိပ်ထွက်ရင်ချွဲပျော်စေရိုးရိုးချောင်းချောက်ဆိုရင်ချောင်းဆိုးပျောက်စေတိုက်ရမယ်လို့အလွယ်မှတ်ထားနိုင်ပါတယ်။လုံဆောင်ပေါ်ခြင်းမတူလို့မှားတိုက်လို့တော့မရပါဘူးเนาะချွဲပျော်စေဆိုရင်ဆေးပလင်းမှာ expectorant တို့ mucus တို့စတဲ့စာသားတွေကိုရှာပါချောင်းဆိုးပျောက်စေဆိုရင်တော့ cough suppressant တို့ dry cough တို့စတဲ့စာသားတွေရေးထားတတ်ပါတယ်။ဆေးပမာဏကိုတော့အညွှန်းဝမ်းတေချာလေးဖတ်ပေးပါခလေးငယ်လေးတွေဆိုရင်တိုက်ဖို့လိုမလို့လဲဆရာဝန်နဲ့တိုင်ပင်ပေးပါရှင်။နောက်တစ်မျိုးကတော့စားရည်ပါဖီဇီယိုဒိုလို့လူသိများပါတယ်နော်ခလေးနှာပိတ်တဲ့အခါမှာနှာခေါင်းထဲကိုအဆက်ချပြီးတော့ထည့်ပေးရပါတယ်ဖွင့်ပြီးတော့24နာရီအတွင်းပဲသုံးပေးရပါတယ်ရှင်နောက်ပြီးရင်ဓာတ်စာတို့လေချောင်းနာတကြားလုံးတို့လဲဆေးတို့လည်းစောင့်ထားပေးလို့ရပါတယ်ခလေးတောက်လက်ဆအားဆေးတွေဗီတာမင်စီပါရာလေးတွေကိုလည်းစောင့်ထားနိုင်ပါတယ်ရှင်ခလေးကိုဆေးတိုက်တဲ့အခါသတိထားရမယ့်အချက်တွေကတော့ခလေးငယ်လေးတွေကိုတနိုင်သမျှဆေးမတိုက်သင့်ပါဘူးခလေးအများစုကနေမကောင်းခဏခဏဖြစ်တတ်ပေမဲ့ရက်အနည်းငယ်အတွင်းမှာသက်သာသွားကြတာများပါတယ်အထူးသဖြင့်ချောင်းဆိုးပျောက်ဆေးတွေအေးပြီးပျောက်ဆေးတွေဆိုလို့ရှိရင်တော့ခဏခဏမတိုက်ပါနဲ့နော်နှစ်နှစ်အောက်ခလေးငယ်တွေကိုလည်းကိုယ့်သဘောနဲ့ကိုယ်ဆေးမတိုက်ပါနဲ့ဆေးအသစ်တစ်မျိုးကိုပထမဆုံးအချိန်တိုက်ရတော့မယ်ဆိုလို့ရှိရင်ဆရာဝန်နဲ့အရင်တိုင်ပင်ပေးပါနော်ဆေးအညွှန်းတိုင်းနဲ့တိတိကျကျတိုက်ပေးပါဆေးအညွှန်းမှာကိုယ်ခလေးရဲ့အသက်ကိုယ်လေးချိန်နဲ့မကိုက်လို့ရှိရင်မတိုက်ဘဲနဲ့ဆရာဝန်ကိုပြန်ပြီးတော့မေးတင်ပါရဲ့ရှင်တနိုင်သမျှတော့ခလေးကိုတဘာဝနီးလက်လေးနဲ့ပဲတက်တာအောင်လုပ်ပေးပါဆေးတွေကိုခလေးမှာဆွဲပြီးတော့မတိုက်ပါနဲ့နော်ရဲကြလူမှမတက်တာလို့ရှိရင်တော့ဆရာဝန်နဲ့ပြသပေးလို့ရပါတယ်ညီမရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြပါဘောနော်